ကျွန်တော်တို့ M50 ကဘာကြောင့် body လေးတေးနေမှာမသိအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ 3 designer တို့ပဲပို့ပါတယ်ဒီနေ့ကျွန်တော်က Canon M50 user တွေတော်တော်များများကြုံတွေ့ရလေးရှိတဲ့ခက်ခဲပြဿနာတွေတစ်ခုကိုဖြေရှင်းပေးသွားမှာပါ Canon M50 user မှန်ရင်ဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ပါကျွန်တော်တို့ Canon M50 ကင်မရာလေးကပေးရတဲ့အမောက်ထပ်ပြန်ရတဲ့ quality ကတော်တော်ကောင်းတဲ့တင်မှာပါပါတယ်ကျွန်တော်ကိုယ်တိုင်လည်း Canon M50 ဒါပဲပါတယ်သူ့မှာပြဿနာတွေကကျွန်တော်လက်ရှိသုံးနေတာကတော့ပြဿနာနှစ်ခုရှိရပါဗျာပထမတစ်ခုကဘက်ထရီသေးပြီးတော့ဘက်ထရီအားကြကြမခံတဲ့ပြဿနာကျွန်တော်ဆိုရင်ဘက်ထရီတွေကိုဒီမှာနှစ်တုံးပို့ဝယ်ထားပါတယ်ဘယ်တော့မှဆက်ထဲမှာပါဘက်ထရီ3လုံးဆောင်ထားရပါတယ်ဘက်ထရီ3လုံးတောင်မှတစ်ခါတည်းမလောက်ချင်ပါဘူးအခုကျွန်တော်က body သေးနေတဲ့ပြဿနာပေါ့နော် body သေးနေတဲ့ပြဿနာကဘယ်လိုတွေကြုံတွေ့ရလိမ့်ရှိလဲဆိုတော့တကယ်ရိုက်ကူးလုံးတဲ့လူတွေဒီလိုတော့ကျွန်တော်တို့ကချိုး project တွေမှာကျွန်တော်တို့က client တွေရှိရဲရုံးကန်ဒါမှမဟုတ်ဆိုင်ကန်ကိုသွားပြီးဝန်ဆောင်မှုပေးရတယ်လို့ရှိပါတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ကကင်မရာကင်သွားပြီးတော့ဆိုင်ထဲကိုဒါမှမဟုတ်ရုံးကန်တွေကိုစဝင်ပြီဆိုတာနဲ့လုပ်ငန်းရှင်တွေဘက်ကကျွန်တော်တို့ကိုမြင်တဲ့အမြင်ပါတော့တော်တော်များများမြင်တဲ့အမြင်ပေါ့နော်အဲ့ဒါကတော့ဟာဒီကောင်က project ကိုကင်မရာတိတိလေးနဲ့ဘာလာလုပ်တာလဲဆိုပြီးတော့အဲ့လိုမျိုး first impression မှာထင်လည်ခံရလေးရှိပါတယ်ဆိုလိုချင်တာ first impression မှာလည်းပေးတယ်ပေါ့ဗျာဘာမှတော့ photo quality video quality မပြရသေးဘူးအဲ့ပြဿနာလေးရှိပါတယ်တချို့လုပ်ငန်းရှင်တွေကကင်မရာကို body ကြီးကြီး lens ကြီးကြီးမှပုံထွက်ကောင်းတယ်ရုပ်ထွက်ကောင်းတယ်လို့ထင်ကြတယ်ပဲ Canon M50 ကအကောင့်သေးပေမဲ့အစိပ်ပြန်တာသူတို့မသိပါဘူးဒါကလည်းလုပ်ငန်းရှင်တွေဘက်ကပြဿနာတော့မဟုတ်ပေမဲ့သူတို့ကကင်မရာအကြောင်းကိုမသိဘူးလေမသိလို့လည်း professional ကင်မရာသမားတွေကိုအပ်တာလေကင်မရာအကြောင်းမသိတဲ့အတွက်ကင်မရာလေးကိုကြည့်ပြီးတော့သိကောင်းမှမဟုတ်ဘူးလို့သူတို့ဘက်ကထင်တာသူတို့လည်းအပြစ်သွားပြောလို့မရဘူးကျွန်တော်တို့ M50 ကဘာကြောင့် body လေးသေးနေမှမသိဘူး body သေးတာကျွန်တော်အတွက်ကတော့အဆင်ပြေတယ် comfort ဖြစ်တယ်ကျွန်တော်တို့ခရီးပါညာသွားရင်လည်းအလွယ်တကူထားလာတည်သွားလို့ရတယ်ပြီးလက်လည်းအချိန်ကြာကြာဘယ်လောက်ကင်လက်လည်းမညောင်းမလေးဘူးတချို့ကင်မရာ body တွေဆိုနိုင်ဝက်လောက်ကင်လိုက်တာနဲ့လက်စစ်တွေလက်ကောက်ဝတ်တွေတော်တော်များများ e စိတ်နေ M50 အဲ့တစ်ချက်ကတော့ကျွန်တော်တို့အတွက်ကတော့ကောင်းတယ်ဒါပေမဲ့လုပ်ငန်းရှင်တွေရဲ့အမြင်မှာတော့ဘောမကျစရာလေးပေါ့ဗျာအဲ့ဒါကိုဒီနေ့ကျွန်တော်ကကင်မရာ body မှာတက်လိုက်တာနဲ့အဆင်ပြေသွားမဲ့ပစ္စည်းလေးတစ်ခုကျွန်တော်ဖန်တီးပေးထားပါတယ်အဲ့ဒီပစ္စည်းလေးကဘာလေးဖြစ်မလဲဆိုတော့ဒီကောင်လေးပဲဖြစ်ပါတယ်လက်ကင်တဲ့အခါမှာ grip ဖြစ်အောင်တိတိမိမိကင်လို့ရအောင်ကျွန်တော်ကဒီပေါ်မှာတက်ချာလေးတွေသုံးပေးထားပါတယ်လက်ပြဲအောင်ပေါ့ဗျာတက်ချာလေးတွေသုံးပေးထားပါတယ်ပြောင်ချောကြီးမဟုတ်ပါဘူးဒီလိုအောက်ခြေရလို့ပြောင်ချောကြီးမဟုတ်ပါဘူးဒီလက်က grip မှာတက်ချာလေးတွေထည့်ပြီး print ထုတ်ပေးထားပါတယ်နောက်ပြီးတော့သူ့မှာငါချိတ်လိုက်တော့ကျွန်တော်ဒီလိုလေးစစ်ကူလေးတွေနဲ့အပ်ပေးထားပါတယ်ဒီအောက်မှာပန်ဖို့ပြလိုက်ကြမှာတက်ပြီးတော့ပေါက်လေးတွေပါပါတယ်ဘယ်လိုသုံးပြရမလဲဆိုတော့ကျွန်တော်တို့ကင်မရာကတော့ဒီမှာရိုက်နေတယ်ကြာလို့လိုရတက်လိုက်ပါပြီးရင်ကင်မရာဒီမှာလာတက်မယ်ပြီးဒီအောက်ကစစ်ကူကိုထည့်လိုက်ရပါပဲအဲ့လဲဖို့အတွက်ကျွန်တော်ဒီစစ်ကူပါလဲကောင်းပါလဲဒီလိုဒီလေးလိုပေးထားပါတယ်ဒီဇိုင်းကိုတော်တော်များများအဆင်ပြေရကျွန်တော်ဒီလိုလည်းဖန်တီးထုတ်လုပ်ပေးထားပါတယ်အားလုံးကြည့်ပါမယ်